အားလုံးပဲမင်္ဂလာပါ beauty queen ကနေပြီးတော့ကြိုဆိုပါရခင်ဗျာအခုဒီပုံလေးပေါ့နော်ဒီပုံလေးမှာဆိုလို့ရှိရင်ဒါဂျပန် anime ထဲကကတ်တွန်းဇက်ကောင်လေးပေါ့အဲ့ဒီဇက်ကောင်လေးကိုဒီ Vietnam ကဒီ artist တွေဆွဲထားတာကကြာတော့ဒါတို့လုံးဝရေစုစည်းတွေနဲ့တီတီချာချာလေးအရေးတွေ pattern တွေတီချပြီးတော့ဆွဲထားပေါ့နော်သူ shape တွေပါတယ်ဒီပုံမှာဆိုရင်တွေ့ရတယ်ပေါ့နော် share လှလှလေးနဲ့ဆွဲထားဒါပေမဲ့ဒီ enemy ပုံလေးကိုပဲကျွန်တော်တို့ကဒီယေစုစေးတွေနဲ့မဟုတ်ပဲနဲ့ဒီလိုမျိုး Vietnam ကဆရာတွေလိုမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့ဒီ gel စေးရည်နဲ့ပဲအတက်နိုင်ဆုံးတူအောင်ဘယ်လိုဆွဲမလဲဘယ်လိုဒီဇိုင်းပြုလုပ်မလဲဆိုတာကိုကျွန်တော်ကဆွဲပြပေးမှာဖြစ်ပါတယ်ဒီပုံထဲကလိုမျိုးပေါ့နော်100%ထက်တူမကြိုက်တော့မှပဲat least ပေါ့နော်80% လောက်ကိုထက်တူကြအောင်ဆွဲပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရင်အားလုံးကိုအတူတူလိုက်ကြည့်ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်တို့ဒီအသားရောင်ကာလာကိုချဲ့မယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တွေ့ရမျက်နှာပုံစံကြအောင်ဒီ drawing method line တစ်ခုရှည်နဲ့ဖြည်းဖြည်းလေးတော့ဆွဲပေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်တော့ပုံစံလေးပေါ်တော့ပါပြီခင်ဗျာmain ကလေးပုံဖြစ်တဲ့အတွက်မျက်လုံးလေးကနူးညံ့နေဖို့လို့ဂျဲကာလာတွေကိုအသုံးပြုပြီးအယောင်တွေကိုထူးထူးကြီးမဟုတ်ဘဲနဲ့ပြစ်လေးဆွဲပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင် shade တွေ pattern တွေ drawing color တွေအသုံးမပြုဘဲနဲ့ဆိုတော့ Vietnam ကနေ artist တွေဆွဲတယ်လို့မျိုး Japan anime ကတ်တွန်းပုံလှလှလေးတွေရရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ